ရဲစုကြတာပဲနော်တအားစုတာပဲနော်ကိုချမ်းရတဲ့ကားတွေမရောက်တော့ဘူးတဲ့နော်ကိုချမ်းစီကကားတွေဝယ်ချင်လို့မှားတယ်စောင့်နေပါတယ်ဆိုတဲ့ကိုချမ်းတို့က line မတက်မလာတော့ဘူးဆိုပြီးတော့မဟုတ်ပါဘူးခင်ဗျာမဟုတ်ပါဘူးစိတ်မဆိုးကြပါနဲ့ကျွန်တော်မှရောင်းမှုကားလေးတွေအများကြီးရှိပါတယ်ပေါ့နော်ဒီကားလေးလည်းရှိတယ်ဟိုဘက်က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 ကားလေးလည်းရှိပါတယ်ခင်ဗျာဒါပေမဲ့လောလောဆယ်ကျွန်တော်မရောင်းပေးသေးတာထပ်ပြီးရောက်လာမယ့်ကားလေးလည်း2စီး3စီးလောက်ရှိသေးတယ်ပေါ့နော်ကိုချမ်းကားတွေရှိပြီးတော့ဘာလို့မရောင်းပေးရလဲပေါ့နော်မရောင်းပေးတာမဟုတ်ပါဘူးခင်ဗျာကျွန်တော်လူရာလေးလုံနေတာပေါ့နော်ကျွန်တော်ရင်းနေစစ်တယ်နောက်ပြီးတော့ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကားတွေကိုမောင်းဆန်းတယ်မောင်းဆန်းပြီးတော့ပေါ့နော်ကျွန်တော်မြင်တဲ့ဟာလေးတွေတွေ့တဲ့ဟာလေးတွေကျွန်တော်အကုန်လုံးပေါ့နော်အင်ဂျင်ဂီယာဘောက်အောက်ပိုင်းဆေးပိုင်း body ပိုင်းပကားအားလုံးကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရောင်းချပြီးတဲ့အခါလက်တင်လေးစီးစီခြင်းလို့တန်းသုံးတန်းခိုင်းအခြေအနေမျိုးလေးဖြစ်အောင်ကျွန်တော်လိုရာလေးတွေပကားလိုက်လုံပြီးနေလို့ကျွန်တော်မရောင်းပေးသေးရဖြစ်ပါတယ်ခင်ဗျာကျွန်တော်23ရက်နေ့ကြာလို့ရှိရင်အဲ့အနောက်ကကားလေးတွေအကုန်လုံးကိုကျွန်တော်အယောင်းတင်ပေးတော့ပါမယ်ခင်ဗျာအခုလောလောဆယ်တော့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေမှာနော်ကျွန်တော်ရဲ့ချစ်တော်မိတ်ဆွေတွေမှာရောင်းမှုကားလေးတွေရှိရဆိုလို့ရှိရင်ကျွန်တော်ကိုပြပေးကြပါဦးခင်ဗျာကျွန်တော်ကားလေးတွေဝယ်ခြင်းလို့ပါခင်ဗျာနော်ကျွန်တော်ကိုဘယ်လိုကားလေးလဲဆိုလို့ရှိရင်လုပ်ငန်းသုံး pick up ကားကြိုက်တဲ့ကကျွန်တော်အကုန်ဝယ်တယ်နော် Hijet Suzuki Master ဟို Mitsubishi Nissan Clipper Honda Samba နော်ကျွန်တော်တို့ခွင့်ပြုဆိုလဲ coconut တွေကစကျွန်တော်တို့အကုန်ဝယ်တယ်ပြီး R-minor လေးတွေကျွန်တော်တို့ဝယ်တယ် Suzuki Delivery လေးတွေဝယ်တယ် Lucy လေးလည်းကျွန်တော်တို့ဝယ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်မိတ်ဆွေတွေမှာရောင်းမှုကားလေးတွေရှိရဆိုလို့ရှိရင်ကျွန်တော်ကိုလာပြီးရောင်းပေးကြပါဦးခင်ဗျာကျွန်တော်နောက်ထပ်ကျွန်တော်3စီးလောက်ထပ်ပြီးတော့ဝယ်ခြင်းလို့ပါနော်3စီးလောက်ထပ်ပြီးဝယ်ခြင်းလို့ပါအဲကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေမှာရောင်းမှုကားလေးရှိရဆိုလို့ရှိရင်ကျွန်တော်ရောင်းပေးပါခင်ဗျာကျွန်တော်350 400 450 500 550ဝင်းကျင်ကျွန်တော်ကားလေးတွေ3စီးလောက်ထပ်ပြီးတော့ဝယ်ချင်ပါတယ်ခင်ဗျာရောင်းမှုကားလေးတွေရှိရင်ကျွန်တော်တစ်ချက်လောက်ပြပြပါပေါ့နော်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့099583295353ကိုဒါရိုက်ဖုန်းဆက်ပြီးတော့ပေါ့နော်ကျွန်တော်ရောင်းပေးတာဖြစ်ဖြစ်ကျွန်တော် Viber ကနေပုံအစုံနဲ့ပေါ့နော်ကားအချက်လက်လေးရယ်ဈေးနှုန်းလေးရယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးရယ်ကျွန်တော်ပို့ပြီးတော့ပေါ့နော်ဒီဆက်သွယ်တာဖြစ်ဖြစ်ကျွန်တော်လုပ်ပေးလို့ရပါတယ်ခင်ဗျာဆိုတော့အားလုံးကျေးဇူးအများကြီးတင်နေကျွန်တော်ဒီအပိုင်းလေးမှာကျွန်တော်ကားလေးတွေထပ်ဝယ်ချင်ပါတယ်အထောက်ပြလို့ရှိရင်ကျွန်တော်23ရက်နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်မှရှိတဲ့ကားလေးအကုန်လုံးကိုကျွန်တော်ရောင်းချပေးပါမယ်ခင်ဗျာအဲ့တော့ကိုချမ်းရင်စောင့်နေအမြင်လို့ဆိုတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်400အောက်400အပေါ်မှာ auto menu ရဲ့အစုံလာမယ်400အောက်400အပေါ်မှာ auto menu ရဲ့အစုံလာမယ်โอเคเนาะအဲ့တော့အားလုံးပဲစောင့်မိကြအောင်ရောင်းမှုရှိတဲ့မိတ်ဆွေတွေလည်းကျွန်တော်ကားလေးလာရောင်းပေးကြပါဦးခင်ဗျာเนาะကျွန်တော်ကားလေးနောက်ထပ်တော့3စီးလောက်ဖြစ်ချင်လို့ပေါ့เนาะကျွန်တော်24ရက်နေ့အရောက်တင်တဲ့ခါကျလို့ရှိရင်ကျွန်တော်ကား10စီးကျော်လောက်ပြပြီးတော့ရောင်းချင်လို့ပါခင်ဗျာအဲ့တော့ရောင်းချင်တဲ့မိတ်ဆွေတွေရှိရဆိုကျွန်တော်လာပြီးเนาะအရောင်းလေးရပါတယ်ခင်ဗျာဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတက်တာပါကျွန်တော်ကိုချက်ပါ